အကောင့်ဖွင့်ပြီးတော့ဗီဒီယိုတစ်ပုဒ်စပြီးတင်တာနဲ့ wave app ကနေပြီးတော့ $0.14 စပြီးတော့ပေးပါတယ် Facebook YouTube TikTok တို့ထဲပတ်စံရပို့ပြီးတော့ channel ဆိုတဲ့ဒီ wave app အကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ် wave app ကိုတော့ Play Store မှာအလွယ်တကူဝင်ပြီးတော့ download ရပါတယ် search bar ကနေ WAVFUN wave ဆိုပြီးရိုက်ချလိုက်မှဆိုရင်တော့အခုလိုမျိုးပဲတွေ့ရမှာဖြစ်ပါတယ်အကယ်၍ Play Store မှာမတွေ့ဘူးဆိုရင်တော့ US VPN လေးခံပြီးတော့ download လိုက်မှဆိုရင်လည်းဒီ Play Store မှာ wave app ကိုတွေ့ပါလိမ့်မယ် wave app ကနေပြီးတော့ပတ်စံရဖို့အတွက်ဘယ်လိုမျိုးလုပ်ရမလဲပတ်စံရရင်ရောဘယ်လိုမျိုးထုတ်ရမလဲဆိုတဲ့အပိုင်းကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် wave app ထဲကိုဝင်လိုက်ပြီးဆိုတာနဲ့ join wave ဆိုပေါ်လာမှဆိုရင်တော့ဒီညာလေးကိုနှိပ်လိုက်မယ်မွေးနေ့ကတော့ကိုမွေးနေ့မှုတ်လဲပြဿနာမရှိပါဘူးအဆင်ပြေတဲ့မွေးနေ့တစ်ခုကိုထည့်ပေးလိုက်ပါမွေးနေ့ထည့်ပြီးသွားဆိုရင်တော့ continue ကိုထည့်ပြီးတော့နှိပ်ပေးလိုက်ပါမယ်ပြီးတော့ဒီမှာ Gmail account တစ်ခုကိုလည်းချိတ်ဆက်ပေးဖို့လိုပါတယ်အဆင်ပြေရ Gmail တစ်ခုကိုယူလိုက်ပြီးတော့ချိတ်ဆက်ပေးလိုက်ပါ profile picture ထည့်မှာလားဒီမှာဆိုရင်နာမည်တွေကလည်းထည့်မှာလားပေါ့နော်ဒါကတော့ကိုထည့်ချင်တယ်ဆိုရင်ထည့်လိုက်မထည့်ချင်ဘူးဆိုရင်လည်းဒီမှာဒန်းကိုနှိပ်လိုက်လို့ရပါတယ်စိတ်ဝင်စားတဲ့ခေါင်းစဉ်3ခုကိုရွေးပေးလိုက်ပါဒီအပေါ်ဆုံး3ခုကိုရွေးလိုက်လဲရတယ် continue ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါမယ် post ကိုအနည်းဆုံးသူကတင်ပေးရပါမယ်ဒီမှာအဆင်ပြေတဲ့ခေါင်းစဉ်တစ်ခုကိုရွေးလိုက်ပြီးတော့ post ကိုတင်ပေးလိုက်ပါဟိုကျွန်တော်အပေါ်ဆုံးတစ်ခုကိုရွေးလိုက်ပြီးတော့ post စပြီးတော့တစ်ခုတင်ပေးလိုက်ပါမယ်တော့ကိုအဆင်ပြေရခေါင်းစဉ်တစ်ခုကိုတက်လိုက်ပြီးတော့ okay ကိုနှိပ်လိုက်ပြီးတော့ဒီအောက်ကဒီညာလေးကိုနှိပ်လိုက်ပြီးဆိုရင်တော့ဒါ post တင်လို့ပြီးတော့ပါပြီ wave ကနေပြီးတော့ပတ်စံရဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ wave account က creator account ဖြစ်နေဖို့လွယ်ပါတယ် creator account ဖြစ်မဖြစ်ကိုလည်းညာဘက်တောင်း setting တွေကိုဝင်ပြီးတော့စစ်လို့ရပါတယ်ဒီ creator တွေကိုထပ်ပြီးတော့ဝင်လိုက်ပါလို့ပေါ်နေရဆိုရင်တော့ဒါ creator account ဖြစ်သေးပါဘူး creator account ဖြစ်ဖို့အတွက်ဆိုရင်တော့တင်လိုက်တဲ့ဗီဒီယိုကနေပြီးတော့ super like 5ခုရရင်ရဒါမှမဟုတ်ရှင် invite ဆိုတဲ့နေရာထပ်ပြီးတော့နှိပ်လိုက်အဆင်ပြေတဲ့ platform ဥပမာ Telegram TikTok Facebook ကနေပြီး share လိုက်ပါကိုယ့်ရဲ့ link ကနေပြီးတော့15ယောက်က account ဝင်ပြီးတော့ဖွင့်လိုက်မယ်ဆိုရင်လည်းကိုက creator စပြီးတော့ဖြစ်ပါပြီ creator စပြီးဖြစ်ပြီဆိုတာနဲ့ဗီဒီယိုတွေစတင်ပြီးတော့ပတ်စံစပြီးတော့ရှာလို့ရပါပြီတမတ်ချက်တွေပြီးပြီလို့ account က creator account ဖြစ်သွားပြီဆိုရင်တော့ setting ကခုလိုပုံစံပြောင်းသွားမှာဖြစ်ပါတယ် wave ကနေပြီးတော့ပတ်စံရနိုင်မယ်လမ်းကြောင်း3မျိုးရှိပါတယ်ပထမတစ်ခုကတော့ကိုတင်လိုက်တဲ့ဗီဒီယိုတွေက view like comment စတဲ့ engagement တွေအရှမ်းကောင်းရင်လည်းပတ်စံရပါတယ်နောက်တစ်ခုကတော့တင်လိုက်တဲ့ဗီဒီယိုကိုညာဘက်တောင်းကဒီ super like ကိုကြည့်ရလူကပေးမယ်ဆိုရင်လည်းပတ်စံရပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့တင်လိုက်တဲ့ဗီဒီယိုတွေကအရှမ်းကောင်းတယ် super like တွေရတဲ့အရှမ်းရတယ်ဆိုရင် wave ကနေပြီးတော့ထပ်ပြီးတော့ဒီ creator ကို bonus ကိုထပ်ပြီးတော့ပေးပါတယ် super like ကိုဘယ်ရမလဲဆိုပြီးတော့မေးခွန်းမေးစရာရှိပါတယ်ခုနကကို share လိုက်တဲ့ link ကနေပြီးတော့တခြားသူတွေကအကောင့်ဝင်ဖွင့်လိုက်မယ်ဆိုရင်လည်းကိုက super like ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒီ setting တွေကိုဝင်လိုက်မယ် short တွေကိုထပ်ပြီးတော့ဝင်လိုက် super like တွေကိုဝင်လိုက်ပြီးတော့ကိုလိုချင်တဲ့ super like ရတက်ကိုထောက်လိုက်ပြီးတော့ payment ခုကိုလည်းချိန်ပြီးတော့ဝင်လိုက်မယ်ဆိုရင်လည်း super like ရပါတယ် wave ကနေပြီးတော့ပတ်စံဘယ်လောက်ရရဲဆိုတာကို